皆さんこんにちは。日本語チャンネルのケです。今日やる文法はとしたらです。それではスタート。はい。としたらရဲ့အဓိပ္ပာယ်ကတော့ကွက်လက်မယ်ဆိုရင်ကွက်လက်တာဆိုရင်လို့ဘာသာပြန်ဆိုပြရမှာဖြစ်ပါတယ်။သူ့ကိုဘယ်လိုအခြေအနေမျိုးမှသုံးရမလဲဆိုရင်တော့အကယ်၍များယခုလက်ရှိမှာပေါ့နော်ဖြစ်လာနိုင်ခြေမရှိတဲ့အရာလုံးဝဖြစ်လာနိုင်ခြေမရှိတဲ့အရာဒါမှမဟုတ်ရင်ဖြစ်လာနိုင်ခြေအရန်နည်းတဲ့အရာတစ်ခုကအကယ်၍များဖြစ်လာခဲ့မယ်ဆိုရင်လို့ပြောဆိုတဲ့အခါမျိုးမှာသုံးပြရမှာဖြစ်ပါတယ်။သူနဲ့တွဲပြရမယ့်စကားဆက်တွေကတော့ futsuke ကိုသုံးပြရမှာဖြစ်ပါတယ် plain form futsuke としたらとしたらကကြတော့သူကတော်တော်လေးကိုစကားပြောမှာအသုံးများတာဖြစ်ပါတယ်としたらအပြင်ကိုとすればとするとဆိုပြီးတော့လည်းသုံးလို့ရပါသေးတယ်ကဲဒါဆိုရင်ဥပမာစာကြောင်းလေးတွေကိုလေ့လာကြည့်ကြရအောင်無人島に一つだけ持っていくとしたら携帯電話を持っていくつもりだကဲအတိတ်ပဲလေးကဘာဖြစ်မလဲဆိုရင်တော့ဒီမူချင်းထိုးဆိုတာကလူမနေတဲ့ကျွန်းလူမရှိတဲ့ကျွန်းဆိုတော့ဒီလူမနေတဲ့ကျွန်းကိုတစ်ခုပဲယူသွားရမယ်ဆိုရင်ဖုန်းကိုယူသွားဖို့ရည်ရွယ်ထားတယ်တဲ့ကဲအဲ့ဆိုလူမနေတဲ့ကျွန်းသွားဖို့ဆိုတာကလက်ရှိမှာလုံးဝဖြစ်နိုင်ခြေမရှိတဲ့အရာဖြစ်မလာနိုင်တဲ့အရာပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေတစ်ခုကဖြစ်လာခဲ့မယ်ဆိုရင်လို့ပြောတော့としたらဆိုတဲ့ grammar လေးနဲ့ပြောထားတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒုတိယဥပမာစာကြောင်းလေးကိုကြည့်ကြည့်အောင်彼が迎えに来ないとするとタクシーを呼んだ方がいいだろうကဲအတိတ်ပဲလေးကဘာလဲဆိုရင်တော့ तू လာမကြိုဘူးဆိုရင်တော့တက္ကစီကိုခေါ်တာကောင်းလောက်တယ်တဲ့ तू အဲ့လိုပြောထားတာတကယ်ကလာကြိုမှာလုံးဝတေချာနေရပေါ့နော်လာကြိုမှာလုံးဝတေချာနေတယ်လာမကြိုဘူးဆိုတာကလုံးဝကိုဖြစ်နိုင်ခြေအရန်နေတယ်ဒါပေမဲ့လည်းအကယ်၍များဆိုပြီးတော့ပြောချင်တာပေါ့နော်အကယ်၍များဒါ तू လာမကြိုဘူးဆိုရင်ငါတို့တက္ကစီခေါ်တာကောင်းလောက်တယ်ကောင်းမယ်ထင်တယ်ပေါ့နော်ကဲဒါဆိုရင်ဖြစ်နိုင်ခြေတော့အလွန်နည်းပေမဲ့အကယ်၍များဆိုပြီးတော့ပြောချင်တဲ့အခါမျိုးအကယ်၍များဖြစ်လာခဲ့မယ်ဆိုရင်လို့ပြောတဲ့အခါမျိုးမှာသုံးရတာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ဆုံးဥပမာစာကြောင်းလေးကိုကြည့်ကြည့်အောင်世界一周旅行をするとすれば100万円はかかるဒါဆိုရင်ကဘာတစ်ပတ်ခရီးထွက်မယ်ဆိုရင်ရန်1100ကတော့ကုန်ကြလိမ့်မယ်တဲ့ကဘာတစ်ပတ်ခရီးသွားမယ်ဆိုတဲ့ကိစ္စကတော်တော်လေးကိုဖြစ်နိုင်ခြေနေတဲ့ကိစ္စဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်နိုင်ခြေအလွန်နေတဲ့အရာဒါမှမဟုတ်ရင်လုံးဝကိုဖြစ်နိုင်စရာအကြောင်းမရှိတဲ့အရာလက်ရှိမှာဖြစ်မလာနိုင်တဲ့အရာမျိုးကိုကအကယ်၍များဖြစ်လာခဲ့မယ်ဆိုရင်လို့ပြောတဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးပေးရမှာဖြစ်ပါတယ်はい皆さんいかがでしたかこれで今日の勉強は終わりです頑張ってくださいバイバイ